အားလုံးပဲမင်္ဂလာပါ SCD Power ဆိုတာမြန်မာပါရှင်အခုဆိုလို့ရှိရင်တော့ရွှေပေါက်ကမှာရှိတဲ့ customer တဦးရဲ့အိမ်ကိုအပြောင်းအလဲပြုလုပ်ဖို့ရောက်ရှိနေတာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးပါဦးနော်လိုက်ခဲ့ကြပါဦးအနည်းမင်္ဂလာပါရှင်မင်္ဂလာပါရှင်ကဲမနာမည်နဲ့နေရာလေးမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့မမတ်ထက်တော်မှာရွှေပေါက်ကန်မြို့မှာနေပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အခုပေါ့နော်ညီမတို့ဒီ SCD ကိုဘယ်ကနေပြီးမှစတင်ခဲ့ရလဲမသိဘူးနော်မကတော့အဓိကတော့အမျိုးသားဒီဆိုလာတက်မယ်လို့စဉ်းစားလိုက်တဲ့အချိန်မှာကုမ္ပဏီအများကြီးဒီဆိုလာသွင်းတဲ့နေရာတွေပေါ့နော်ကုမ္ပဏီအများကြီးကိုလိုက်ပြီးရှာတယ်ရှာတဲ့ခါမှာမတို့နေတဲ့နေရာနဲ့လည်းအနည်းဆုံးဖြစ်မယ်ဟို after service တွေပိုင်းလည်းအဆင်ပြေဆုံးပေါ့နော်သူ reliable အဖြစ်ရဆုံးကုမ္ပဏီကိုလိုက်ရှာတာပေါ့နော်အဲ့ဒါပဲမဟုတ်ဘူးမတို့အများကြီးလိုက်ရှာသေးတယ်ရှာပြီးတော့ logistics တွေလည်းသွားတယ်တေချာမေးကြည့်ပြီးတော့ကိုယ့်အတွက်အဆင်ပြေဆုံးပေါ့နော်ဟိုရှင်းပြတာလည်းစိတ်ရှည်မယ်မတို့ budget နဲ့လည်းအကောင်းဆုံးလုပ်ပေးနိုင်မယ်ထင်တဲ့ဒီ brand ကိုရွေးခဲ့တာပါဟုတ်ကဲ့ဒါဆိုလို့ရှိရင် SCD ရဲ့ပေါ့နော်ဒီ solar အုပ်စုံလေးကိုဒီအဆက်ပေါ့နော်300လေးရောအဆင်ပြေလားမသိဘူးရှင်အဆင်ပြေပါတယ်ညီမလေးဘာမှ service ဆောင်ဘာမှတိတ်မတို့ဘက်ကဘာမှလုပ်စရာမလိုလှည့်ကြည့်စရာမလိုဟုတ်ကဲ့ပြက်ပြီးသွားနေတော့ auto run မိတာဆိုတော့လေမတို့အရင်ဆင်ပြေပါတယ်ဟုတ်ကဲ့ပါမဟုတ်ဒီမီးပြက်တဲ့အချိန်ဒီမှာရောပေါ့နော်ဒါလေး300ပေါ့နော်ဒီ change set လုပ်ရတဲ့အခါမှာရောအဆင်ပြေလားမသိဘူးရှင်ဟုတ်အဆင်ပြေပါတယ်မတို့ဘာမှတော့ဟိုမီးပြက်သွားတယ်ဆိုရခံစားချက်တောင်မရှိဘူးပေါ့နော်ပြန်လာတာနဲ့ဟိုမီးကအများနဲ့လင်းနေတော့စိတ်ချမ်းသာရတာပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့ဒါဆိုလို့ရှိရင်တော့မကနေပြီးတော့ဒီ SCD ကနေပြီးတော့ပေါ့နော်ဒီဟာ6 kW ရှိ hybrid inverter တစ်လုံးရပြီးတော့ 51.2 volt ရှိရဒီ300 ampere ရှိရပေါ့ lithium battery တစ်လုံးလေးတစ်ဆိုင်ထားပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့အဲ့ဒီအတွက်ကိုပေါ့နော်မသုံးကြည့်ရဲ့အခါမှာအဲ့လိုမျိုးပေါ့နော်အခြားအဆင်မပြေရလေးတွေပေါ့နော်ရှိလားမသိဘူးပေါ့နော်ဟုတ်ကဲ့ဟုတ်အဲ့လိုမျိုးအခက်ခဲယူကိုကမရှိတာညီမလေးမတို့တကယ်တော့အရန်ဟိုပူနေတဲ့အချိန်ပေါ့နော် April မတိုင်ခင်ကတက်လိုက်တာပေါ့တကယ်တော့အခုမီတောင်းပြီးတက်လိုက်တာတကယ်ဟိုဒီရုံးပိတ်ရက်ပေါ့နော်ညီမတို့ပိတ်တော့မဲ့အချိန်မှာမတို့ကအသေးတန်သွားပြီးတော့ဟို request လုပ်ပြီးတော့တက်ပေးတာတကယ်ပိတ်သွားပြီပိတ်သွားတဲ့အချိန်မှာအမတို့အသေးတန်တက်ပေးတာအဲ့တော့လည်းကျေးဇူးတင်တယ်ချက်ချင်းလာပြီးတော့တက်ပေးတာဆိုတော့လေအဲ့နောက်ပိုင်းမှာလည်းဒီနှွေးတစ်ခုလုံးလည်းနှွေးတစ်တွင်းလုံးလည်းအမတို့အေးချမ်းချမ်းနဲ့နေရတာပေါ့နော်အခုချိန်ထိလည်းအေးစစ်စစ်ပဲဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ဒီရဲ့အုပ်စုံလည်းပေါ့နော်ဒီအမတို့ join ထားတဲ့ဒီစီလေးတွေကရောဘာလေးတွေများဖြစ်မလဲပေါ့နော်ဟုတ်ကဲ့ဟုတ်အမတို့အဓိကကဟိုအမတို့ဟို invert ဟိုပေါ့နော် aircon ပေါ့ aircon တုံးတယ် aircon ကတကယ်တော့နှစ်ခုပေါ့နော်aircon နှလုံးတုံးတာဒါပေမဲ့လည်းတစ်ခါလေးကြာရင်တော့တစ်လုံးပိတ်ပြီးတစ်လုံးတုံးတယ်ပေါ့နော်တစ်ခါလေးပြိုင်တုံးတာလည်းရှိတယ်အဓိကကတော့ရေခဲတက်တာပေါ့အမြဲတမ်း freeze လုပ်ထားမယ့်ဟာမျိုးအသားတွေပါတွေဆိုရင်အမြဲတမ်း freeze လုပ်ဖို့လိုတဲ့ခါကျတော့ရေခဲတက်တာတော့အမြဲတမ်းတုံးဖြစ်တယ်ဒါဆိုလို့ရှိရင်တော့ဒါနဲ့ join ပြီးတော့24 hour အမှုအသုံးပြုလို့လည်းအဆင်ပြေပေါ့နော်ဟုတ်ကဲ့အဆင်ပြေပါညီမလေးတနေ့ကုန်တုံးတာမြပြတ်တဲ့အချိန်တိုင်းမှာမြပြတ်တဲ့အချိန်တိုင်းမှာ auto on လာတာပေါ့နော် auto on ထားပါရှင်ဒါစီဒီပါဝါဆိုတာမြန်မာနဲ့ပတ်သက်ပြီးတော့ပေါ့နော်အခြားအချိန်ဉာဏ်ပြုချင်တာမျိုးလေးရှိလားရှင်အဲ့လိုအထူးတက်လည်းတော့မရှိပါဘူး service ကကောင်းပြီးသားဆိုတော့လေပြတ်တာတော့မရှိဘူး service အထူးတက်လည်း service ကိုခေါ်လုပ်ပေးပါတော့ပြောစရာမလိုဘူးပေါ့နော်အဲ့အတွက်တော်တော်အဆင်ပြေပါတယ်အဆင်ပြေပေါ့နော်ဟုတ်ကဲ့ပါဒီကြတော့ဒီ SCD ကိုပေါ့နော်အခြားပေါ့နော်အမနဲ့ပတ်သက်တဲ့ဒီရဲ့မိတ်ဆွေတွေပဲဖြစ်ပေါ့နော်အဲ့လိုမျိုးလေးပြန်ပြီးတော့ညှိုးချင်တာမျိုးလေးရောရှိလားပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အခုလောဆယ်တက်မဲ့တငယ်ချင်းတွေကိုလည်းအများကြီးညှို့ဖြစ်ပါတယ်အကုန်အဆင်ပြေတယ်အမတို့က300တော့အဆင်ပြေရဲဆိုတဲ့အကြောင်းကိုယ့်ဘက်ချက်နဲ့လိုက်ပြီးတော့ရွေးလို့လည်းရတယ်ဒီမလေးကလည်းတွက်ပေးရဲတေချာအကြံပေးတယ်ပေါ့နော်အမတို့လည်းအဲ့ဒါကြောင့်မလို့ဟိုကိုယ့်ဘက်ချက်နဲ့ကြိုက်တဲ့ဟာမျိုးရောကြံပေးတဲ့အတိုင်းအမတို့လိုက်လုပ်ခဲ့တယ်300လည်းတကယ်ကိုအဆင်ပြေတယ်တကယ်ချင်းတို့အများကြီးအကြံပေးပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအခုလိုမျိုးဒီ interview လေးကိုဆောင်းဖိစားပြည့်အတွက်လည်းမဟုတ်ကျေးဇူးတင်ပါတယ်ရှင်အဲ့လိုအားရကြနေပြီးဖိစားပြည့်ပါတယ်ညီမလေးနောက်ဘက်ကလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ SCD ကနေပြီးတော့ဆောင်းလေးပြဖို့ရှိရပေါ့နော်6လတစ်ချိန်ဝင်ဆောင်မှုစိတ်ချရတဲ့အနာဂတ်ရောင်းပြီးနောက်တာဝန်ယူမှုစိတ်အေးချမ်းခြင်းတော့ SCD ကိုရွေးလိုက်တော့နော်ဆိုလာနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုအသေးစိတ်ဆက်သွယ်မိနိုင်ချင်ပါက SCD ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့390 43 2860 08 390 2530 30 96ကိုဆက်သွယ်မိနိုင်ဆောင်နိုင်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်